အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ Stony YouTube channel ကနေပြန်လည်ပြီးကြိုဆိုပါရစေဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ဒီနေ့ညမြန်မာစံတော်ချိန်9:00နာရီမှာကန်မဲ့ Leeds United နဲ့ Manchester United ပွဲစဉ်ရဲ့ပွဲကြိုသုံးသက်ချက်လေးကိုလူရင်းတူရှင်းလေးပေါ့နော်လူရင်းတူရှင်းလေးပြောပြပေးခြင်းပါတယ်ခင်ဗျဒီနေ့က Leeds United ကကျွန်တော်တို့အင်ကွင်းမှာ Manchester United ကိုအခန့်ကစားမှာဖြစ်ပြီးတော့ Leeds United ကကျွန်တော်တို့အခုအမှတ်21မှတ်နဲ့အဆင့်16မှာရှိနေပြီးတော့ Manchester United ကတော့အဆင့်6မှာရှိနေပါတယ်အမှတ်30နဲ့အဆင့်6မှာရှိနေပါတယ်ခင်ဗျသူတို့က6မှတ်ကွာနေကြတယ်ပေါ့နော်ဆိုတော့ Leeds United နဲ့ Manchester United နဲ့နောက်ဆုံး3ပွဲတွေ့ဆုံတဲ့ပွဲမှာ Manchester United က2ပွဲနိုင်ပြီး1ပွဲတည်ကြထားတယ်2ပွဲမှာပထမ2ပွဲမှာကကျွန်တော်တို့6ပေါင်းကိုပြန်လည်သွင်းဂိုးတွေနဲ့ပေါ့နော်ပြန်လည်သွင်းဂိုးတွေရှိပြီးတော့နောက်ဆုံးပွဲမှာတော့ Manchester United က 2-0 နဲ့နိုင်ထားတာရှိတယ်ဆိုတော့ international ကျွန်တော် friendly match တွေတော့ကျွန်တော်ထည့်မတက်ထားဘူးပေါ့နော်ဆိုတော့Leeds United ကကြတော့ဘယ်လိုဖြစ်နေလဲဆိုတော့နောက်ဆုံးသူကန်ခဲ့တဲ့နောက်ဆုံး4ပွဲမှာသူကရှုံးပွဲမရှိသေးဘူးရှုံးပွဲမရှိဘဲနဲ့ကျွန်တော်တို့ဘယ်လိုဖြစ်လဲ3ပွဲတည်ရင်နဲ့တပွဲနိုင် Crystal Palace ကိုသူတို့4-1နဲ့6ပြတ်တပွဲနိုင်တာပြီးတော့ကျန်တဲ့ပွဲတွေကိုသူပေးကိုနည်းနည်းနဲ့တည်ကန်ထားတာကိုတွေ့ရတယ်ခင်ဗျ Manchester United ကတော့ကျွန်တော်တို့တည်တဲ့အတိုင်းပဲနောက်ဆုံးပွဲမှာကျွန်တော်တို့ Wolverhampton ပေါ့တော်တော်လေးကိုအချိန်ကြီးစိုးနေတဲ့ Wolverhampton ကိုသူက1-1တည်ကန်ထားတယ် Newcastle ကိုတော့ထင်မှတ်မထားဘဲနဲ့ Newcastle ကိုတော့သူကျင်းမြောင်းနဲ့ရလာ 1-0 နဲ့အနိုင်ကန်ထားတယ်အဲ့ရှိမှာသူက Aston Villa ကို2-1 နဲ့အရှုံးပေးလိုက်ရတယ်ပေါ့နော်ဆိုတော့အဲ့တိုင်ကမှာလည်းဘုံမောက်ကိုသူ4-4နဲ့ကန်ထားတယ်ဆိုတော့နောက်ဆုံး4ပွဲမှာ Man U ကတပွဲနိုင်ပြီးတော့2ပွဲတည်တပွဲရှုံးပေါ့ဆိုတော့နောက်ဆုံး4ပွဲရဲ့အခြေအနေကိုကြည့်ရမယ်ဆိုရင်Leeds United က Manchester United တဲ့ပိုပြီး consistency ကောင်းနေအောင်တွေ့ရမှာပေါ့နော်ဆိုတော့အဓိကကတော့ဒီနေ့ကကျွန်တော်တို့တန်ရကစားသမားပေါ့Manchester United မှာကပို့ပြီးတော့များပြနေအောင်တွေ့ရတယ်ကျွန်တော်တို့ဒီ first line နဲ့ကစားသမားတွေထဲမှာ Ahmed Diallo, Mazraoui နဲ့ Mbeumo တို့ကသူတို့နိုင်ငံသေးနေခေါ်လို့ပြန်ကန်နေရတယ်ပေါ့နော်ဆိုတော့အဲ့ဒီချိန်မှာပဲအရေးကြီးတဲ့ကျွန်တော်တို့ကစားသမား Bruno Fernandes ကတန်ရရသွားတယ် Bruno Fernandes တန်ရရတဲ့အပြင်ကိုမှနောက်တန်းမှာတကယ်အရေးကြီးတဲ့ကြောက်ဆောင်တဲ့ဖြစ်တဲ့ Dylan နဲ့ကျွန်တော်တို့ Maguire ကမပါဝင်နိုင်သေးဘူးဆိုတော့အဲ့ဒါတွေကအဓိကထုံးတဲ့ချက်ဖြစ်လာမယ်ပေါ့အဓိကကစားသမားတွေကကျွန်တော်တို့ CONCACAF ကိုသွားတဲ့3ယောက်ရယ်ကျွန်တော်တို့ Bruno Fernandes ရယ်Maguire ရယ် Delay ရယ်ဆိုတော့ကျွန်တော်6ယောက်ပေါ့အဓိက key player 6ယောက်ကမပါနိုင်တဲ့အနေထားမှာပဲသူဘလို့အနိပြအမော်ရင်ဘလို့မိကစားသွားမလဲဆိုတော့ကြည့်ရမယ်ပေါ့ဆိုတော့ Leeds United ကတော့ပုံလောလောဆယ်သူတို့ defensive ကိုကောင်းနေပြီးတော့သူတို့ကဘလို့ပုံမှန်ခြေစွမ်းတက်နေတဲ့ကာလလို့ပြောလို့ရတာပေါ့နော်ဆိုတော့ဒီနေ့က Manchester United က Wolves နဲ့ကန်သွားတဲ့ပွဲမှာတော်တော်လေးကိုစုပ်ပြတ်တတ်တဲ့ခြေစွမ်းရှိတယ်ဆိုတော့ဒီနေ့မှာလည်းကျွန်တော်တို့ထူးထူးခြားခြားပို့ပြီးတော့သူကောင်းလာမယ်လို့မထင်ဘူးပေါ့နော်ဆိုတော့ဒီနေ့ Leeds United နဲ့ Manchester United ပွဲကဆိုတော့ကျွန်တော် Bookie ရဲ့ပေါက်ကြီးရဆိုလဲဒဲ့ပေးထားတယ်ပေါ့နော်ဆိုတော့အသင်းကြီးနဲ့အဆင့်6ကအသင်းနဲ့အဆင့်16ကအသင်းကိုကြေးရဒဲ့လဲပေးထားပြီးတော့ဂိုးပေါင်းကိုလည်းသူတို့3လုံး80ကနေခု3လုံး90ထိတက်လာတယ်ဆိုတော့ဒီနေ့အနေထားရကကျွန်တော်တို့ Manchester United ကသွင်းနိုင်လဲတကူဒါမှမဟုတ်0-0ပေါ့နော်အခြေအနေမကောင်းရင်ကျွန်တော်တို့1-0နဲ့ရှုံးသွားနိုင်တဲ့အနေအထားမျိုးတွေ့ရတယ်ကျွန်တော်လည်းဒီနေ့ပွဲကို Manchester United ကကွန်ညာရဲ့တနေ့ကအခြေစွမ်းကိုလည်းကြည့်ရသလောက်ဆိုကျွန်တော်တို့ကွန်ညာSesco တို့တွဲလုံးမမိသေးတာတွေရောဆိုရင်တော့ Manchester United ကဒီနေ့အသင်းမှာနိုင်ဖို့ရခိုင်တော့တော်တော်လေးနည်းနေတာကိုတွေ့ရတယ်အများဆုံးဖြစ်သွားနိုင်ခြေကကျွန်တော်တို့1-1ဒါမှမဟုတ်1-0 0-0ပေါ့အဲ့လိုပဲမှန်းထားတယ်ကျွန်တော်တော့ Manchester United ဒီနေ့အများဆုံးတည်လောက်ပဲရနိုင်မယ်လို့မှန်းထားတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာကြပါစေခင်ဗျာ